မနဲ့မိုးလင်းလို့ဒီမျက်လုံးနှလုံးပွင့်ပြီးစွာနဲ့ဖုန်တန်းကိုင်းနေပြီးရင်တနေ့လုံးထိုင်မိုင်းပြီးတော့လှုပ်ချင်ခိုင်ချင်စိတ်လည်းမရှိဘူးတနေ့တာကုံသွားရေးဖြည်းဖြည်းနဲ့များပြီးမြောက်တဲ့အလုပ်ရလို့လည်းမရှိဘူးဒါကတော့အရင်ဖြစ်ခဲ့တဲ့အရာတွေပါဒီလိုခဏဖြစ်နေတော့ဘယ်လိုပြင်ဆင်ရမလဲဆိုတာဖြိုးအင်တာနက်ကနေလိပ်ရှာကြည့်ရင်ကနေဒီနီလန်း3ခုကိုဖြိုးရှာတွေ့ခဲ့ပါတယ်ပြီးတော့ဒီနီလန်း3ခုကိုဖြိုးကိုတိုင်းတပတ်အရင် try ကြည့်ပြီးတဲ့နောက်မှာထိရောက်တာတွေ့ရတဲ့ကြောင့် sharing လုပ်ပေးတာမျှဝေပေးတာဖြစ်ပါတယ်ပထမတစ်ချက်ကတော့မနဲ့နိုးချင်းဖုန်တန်းသုံးတာကိုရှောင်တာပါအရင်ကပြောဆိုရင်မနဲ့မိုးလင်းလာတာနဲ့ဒီ social media ကိုရောက်နေပြီဗီဒီယိုတွေလိုက်ကြည့်တယ် post တွေလိုက်ဖတ်တယ်ဟိုနဲ့ကြာလာတဲ့ခါကျတော့စိတ်ကအမြဲတမ်းပြန့်လွင့်နေပြီပြီးရင် I'm စိတ်ဖို့တွေခက်လာတယ်တသိမမလေးမအစားစိတ်ဆိုးလွယ်တယ်ဒေါသထွက်လေလာတယ်ဒီအချက်တွေကိုသိပြီးတဲ့နောက်မှာမနဲ့နိုးချင်းဖုန်းကိုအရင်မဖွင့်တော့ဘဲနဲ့အရင်ဆုံးရေတစ်ခွက်ရင်တောက်ပါတယ်ပြီးတော့ဒီနေ့တနေ့တာအတွက်ဘာအရေးကြီးဆုံးလဲဆိုတာကိုစဉ်းစားရစီစဉ်တယ်အစပိုင်းမှာတော့မလွယ်ပေမဲ့တဖြည်းဖြည်းချင်းနဲ့ကျင့်သားရလာပါတယ်ပြီးတော့ကိုလိုရမယ့်အလုပ်တွေပေါ်မှာလည်းပိုပြီးအာရုံစိတ်လာနေပါတယ်။လူရတစ်ခုက to-do list လောက်တာပါ။ငါဆိုရင်ဖြုတ်ကလုပ်စရာကြီးအကုန်လုံးခြားရတတ်တဲ့အချင်းရှိတယ်။ပြီးရင်ဒါတွေကြည့်လိုက်ရင်တော့အားရစရာကြီးဒါပေမဲ့တဖြည်းဖြည်းနဲ့အဲ့ဒါကြီးကြည့်ရင်ပို့ပြီးတော့စိတ်ပါညစ်ရလာငါလောက်တာလောက်နေရအလုပ်ကမပြီးဘူးအဲ့လိုပုံစံမျိုးပေါ့နောက်တော့ဖြိုးရှာတွေ့ထားတဲ့အတိုင်းနီလန်တစ်ခုကိုပြောင်းလုပ်ကြည့်တယ်ဒါကတော့လုပ်တွေအကုန်လုံးခြာရေးရမျိုးမဟုတ်ဘဲနဲ့ဒီနေ့တာအတွက်အရေးကြီးဆုံးမဖြစ်မနေလုပ်ရမယ့်အလုပ်သုံးခုကိုခြာရေးပြီးတော့ဒါကိုအရင်ပြီးအောင်လုပ်ပါလုပ်ရတဲ့အလုပ်ကနေသွားပေမဲ့ပြီးမြောက်မှုပိုများလာတာကိုတွေ့ရတယ်ပြီးတော့တစ်နေ့လုံးပြီးသွားရင်လေကိုဒီနေ့တကယ်အလုပ်လုပ်ဖြစ်တယ်ဆိုရဲခန်းစားချက်ကြီးရတဲ့အတွက်ကြောင့်နောက်နေ့အတွက်လည်းအားတစ်ခုဖြစ်စေပါတယ်ဖြိုးကိုနောက်ဆုံးပြောမယ့်ချက်ကအရင်ရေးကြည့်ပါတယ်အဲ့ဒါတော့ကိုမလိန်ဖို့ပါကျိုးတို့ဗျာဆိုကဒီနေ့မအားလို့အချိန်မရလို့နောက်နေ့မှလုပ်မယ်ဆိုပြီးတော့အချိန်ရှိတက်ကြတခါတလေဒါမှန်တယ်တခါတလေကျတော့ကိုပေးနေတဲ့ excuse တွေဖြစ်တယ်ပေါ့ဥပမာစာဖတ်ဖို့စာလုပ်ဖို့အချိန်မရှိလို့ပြောနေပေမဲ့ဖုန်းသုံးဖို့ကြာတစ်နာရီလောက်ရှိတယ်ဒီကြိတ်ကန်လုပ်ဖို့အချိန်မရှိဘူးလို့ပြောနေပေမဲ့ဖုန်းသုံးဖို့ကြာတော့အချိန်ရှိတယ်ကျိုးတို့ကအချိန်မရှိဘူးလို့ထင်တာကြတဲ့ပြန်ကြည့်တာအချိန်မရှိတာမဟုတ်ဘဲနဲ့အချိန်ကိုတခြားနေရာမှာအသုံးဆွဲနေမိတာဖြစ်ပါတယ်ဖြိုးဆိုရင်အဲ့ဒီချက်တွေသိပြီးနောက်မှာအချိန်ကိုတိတိကျကျလေးအသုံးချတတ်လာပါတယ်မိတ်ဆွေတို့ရဲ့အချိန်များဆိုဘယ်နေရာမှာကုန်ဆုံးကြရလဲကောမန့်မှာဖြစ်ခဲ့ပြီအောင်နော်နောက်ဗီဒီယိုတွေမှာလည်းတင်ပေါ်အတွက်အကျိုးရှိစေမယ့်အရာတွေကိုစက်တင်ပြီးမှဖြစ်တဲ့အတွက်ကြောင့် like and subscribe လုပ်ဖို့မမေ့နဲ့နော်ကျေးဇူးများတင်ပါတယ်